သူကဟုတ်ပြီဒါဆိုရင်ဘယ်လိုလူမျိုးကိုလူဘာလာလို့ခေါ်ပြီးတော့ဘယ်လိုလူမျိုးကိုပဏိတလို့ခေါ်မလဲပေါ့ဘယ်လိုလူမျိုးကိုလူမိုက်လူရန်ကားလို့ခေါ်ပြီးတော့ဘယ်လိုလူမျိုးကိုလူလိမ္မာပညာရှိလို့ခွဲခြားမလဲဆိုတဲ့လက္ခဏာလေးတွေကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1ကမကောင်းတဲ့သူပေါ့နော်လူဘာလာရဲ့သဘောကိုပြောပြမှာလူဘာလာရဲ့သဘောကနံပါတ်1မကောင်းသောအကြံကိုကြံလေးရှိခြင်းတဲ့မကောင်းသောအကြံကိုကြံတယ်အကြံကိုကြံပြီးရတဲ့မကောင်းသောစကားတွေပြောမယ်နော်နံပါတ်2မကောင်းသောစကားတွေပြောမယ်နံပါတ်3ကမကောင်းသောအပြုတ်မှုတွေကိုပြုတ်လုပ်ပဲအရင်ဆုံးတော့လူဆိုတာကမနောကံဆိုတဲ့ဒီစိတ်အတွင်းမှာကြံစီတာကြံစီပြီးဆိုတာနဲ့စိတ်ထဲမှာဖြစ်တာတွေရောပြောဆိုတယ်ပြောဆိုပြီးပြီဆိုတာနဲ့အဲ့ပြောဆိုတဲ့အတိုင်းမကောင်းမှုမှန်သမျှကိုအကုန်လုံးလိုက်လုပ်တာပေါ့နော်ဒါကြောင့်မလို့လူဘာလာဆိုအဲ့လိုဆိုတော့ဒီလူကလူဘာလာလားလူလိမ္မာလားဒါမှမဟုတ်လူယုံမာလားထားပါတော့သိကျင်တယ်ဆိုလို့ရှိရင်သူဘာတွေပြောနေလဲသူဘာတွေကြံနေလဲသူဘာတွေလုပ်နေလဲဆိုတော့သူ့ရဲ့အကြံတွေသူ့ရဲ့အပြောတွေသူ့ရဲ့အလုပ်တွေကိုကြည့်ပြီးတော့ဒီလူဟာလူဘာလာလူပဏိတလူမိုက်ဒါမှမဟုတ်လူလိမ္မာဆိုပြီးတော့ကျွန်တော်တို့ခွဲခြားနိုင်နေပေါ့နော်နောက်တစ်ခုကလူဘာလာတွေဆိုတာကသူတို့ကဘာပဲလုပ်ပေါ့နော်ဒုစရိုက်အမှုတွေပဲလုပ်မယ်ဒုစရိုက်မှုတွေလုပ်ရင်ဒုစရိုက်မှုတွေအပြစ်တွေကဘာလဲပေါ့နော်ဒုစရိုက်မှုအပြစ်တွေကဘာလဲဆိုရင်နံပါတ်1ကမိမိကိုယ်ဆွဆွဲခြင်းတဲ့ကိုဆွဆွဲနေတာဒါကတော့အကျယ်လေးပြန်ပြီးပြောပြမှာဒါကတော့သူ role လေးကိုပြောမှာဖြစ်ပါတယ်နံပါတ်2ကပညာရှိတို့ဤစင်စားအကဲ့ရဲ့ကိုခံရခြင်းပညာရှိတွေရဲ့သဘောပြောပြပညာရှိတွေရဲ့ကဲ့ရတာကိုခံရမယ်နံပါတ်3မကောင်းတဲ့တွေကြော်စောခြင်းနံပါတ်4ကတွေ့ဝေသေရခြင်းနံပါတ်5ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည့်နောက်မှာလည်းပဲအပယ်၄ပါးရောက်ရခြင်းတဲ့အဲ့ဒီအချက်5ချက်ရှိပါတယ်အဲ့ကြတော့ဒါကဘာလာတို့ရဲ့ဇယိုက်တွေပေါ့နော်ဒုစရိုက်ရဲ့အရာတွေပေါ့ဒါဆိုရင်သူ့ဇယိုက်ဆိုရင်ပဏိတဆိုရင်တော့သူနဲ့ဆန့်ကျင်ဘက်လို့တွေးလိုက်မှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒုစရိုက်အကျိုးဘာလာတွေလုပ်တဲ့ဒုစရိုက်အကျိုးမိမိကိုယ်ဆွဆွဲခြင်းဆိုတဲ့နံပါတ်1အကြောင်းကိုပြောကြအောင်နံပါတ်1ကဘာလဲဆိုတော့လူတယောက်ကကိုယ့်အကူမကောင်းတဲ့အကျင့်တွေကိုကျင့်တဲ့သူပေါ့နော်အဲ့ဒီလိုလူမျိုးဟာသူ့လိုမျိုးလူမိုက်အရှင်းရှင်းလူမိုက်အသိမ်းပင်အဖွဲ့အရှင်းရှင်းကတော့ဒီအထင်ကြီးမှုတွေခံရလိမ့်မယ်နော်ခံရလိမ့်မယ်ဒါပေမဲ့တော့ तू ကသူ့ကိုယ်သူတော့အထင်မကြီးဘူးတဲ့နော်သူ့ကိုယ်သူတော့အထင်မကြီးဘူးဥပမာထားပါတော့ကိုကမကောင်းမှုတစ်ခုကိုလုပ်လိုက်ပြီပဲထားကိုကမကောင်းမှုတွေလုပ်နေတယ်ကိုကလူမိုက်အစည်းအဝေးဝင်နေပဲထားပါတော့ကိုလိုရှင်းရှင်းနေရတော့ဟောမင်းကတော့မိုက်တယ်ဟေးဘာညာတာကပြောနေပေမဲ့အထင်ကြီးနေပေမဲ့ပေါ့နော် तू ကတော့သူ့ကိုယ်သူအထင်မကြီးနိုင်ဘူးပေါ့ဘာကြောင့်လို့ဆိုတော့ငါမကောင်းမှုတွေလုပ်ထားပါလားပေါ့နော်ငါမတရားတွေလုပ်နေတယ်ငါဘာမှကောင်းတဲ့သူမဟုတ်ပါလားနှုတ်ကထုတ်မပြောတော့သူ့ရဲ့အတွင်းအစ်စတာမှာဒါမျိုးတွေအမြဲတမ်းရှိနေတယ်ဒါကြောင့်မလို့သူ့ကိုယ်သူလည်းမလုံဘူးအမြဲတမ်းသူ့ကိုစိုးရင်ကြောက်ကြနေတယ်တနေ့နေ့များအခုငါအလုပ်တွေဒီလိုမျိုးလုပ်ခဲ့တယ်ငါလုပ်ခဲ့တဲ့အလုပ်တွေဟာတနေ့နေ့များပေါ်လာမလားပေါ့နော်တနေ့နေ့များငါရဲ့မကောင်းမှုတွေကအဲ့လိုမျိုးသူတို့တိသွားကုန်မှာလားဆိုပြီးတော့တွေးပြီးတော့အမြဲတမ်းစိုးရင်ထိတ်လိုက်နေတတ်တယ်တဲ့နံပါတ်1အချက်နောက်တစ်ခုကနံပါတ်2အချက်နံပါတ်2ချက်ကဘာလဲဆိုတော့ပညာရှိတို့ရဲ့စင်စားကဲ့ရဲ့ခြင်းကိုခံရခြင်းအဲ့ဒါကဘာလဲဆိုတော့ဥပမာလောကမှာမကောင်းမှုလုပ်နေတဲ့လူမိုက်အရှင်းရှင်းရတော့သူ့ကိုဘယ်လိုပြောမလဲချီးမွမ်းမြောက်ပင့်တာတွေလုပ်ကြတယ်ပေါ့နော်ချီးမွမ်းမြောက်ပင့်တာတွေလုပ်ကြတယ်ချီးမွမ်းမြောက်ပင့်တာတွေလုပ်ပြီးတော့ဒီကောင်တော်လိုက်တာဟေ့အောင်မင်းလုပ်ပလိုက်ပါချပလိုက်ကင်ပလိုက်စသဖြင့်ပေါ့နော်ဒီလိုမျိုးချီးမွမ်းမြောက်ပင့်ပေးတာမျိုးတွေလုပ်ကြတယ်လူမိုက်အရှင်းရှင်းဒါပေမဲ့တကယ့်ကိုပညာရှိသူတော်ကောင်းကြီးတွေကတော့ဒါမျိုးကိုလုံးဝသူမကောင်းတာလုပ်နေတာကြီးကိုမြင်နေဒါပေမဲ့ရှိလည်းမရှင်းဘူးမြောက်လည်းမပေးဘူးသူလုပ်နေတဲ့လုပ်ရက်တွေကိုကြည့်ပြီးသူဟာတင်ညံ့တဲ့လူပဲအတွေးအခေါ်အုံနောက်စင်ញဉဏ်တရားမရှိတဲ့သူပဲဒီကောင်ဒလွေတာလုပ်နေမယ်ဆိုရင်တနေ့နေ့မှာဒီလုပ်တဲ့အရာတွေကြောင့်သူ
ဘေးဒုက္ခတွေကြုံရတော့မယ်အပြစ်တွေကြုံရတော့မယ်အပြစ်တွေခံရတော့မယ်ဆိုတာကိုဒါမြင်ပြီးတော့ကြိုမြင်တာပေါ့နော်လူတစ်ခုကလောက်ရက်တစ်ခုလောက်လိုက်ပြီဆိုရင်အဲ့ဒီလောက်ရက်ကိုပညာရှိသူတော်ကောင်းတွေကကြိုမြင်ပြီးတော့အော်ဘေးဒုက္ခတွေ့တော့မှာပါလားဆိုပြီးတော့ကြိုမြင်ပြီးတော့တနာတော်တနာမိနေတယ်ပေါ့နော်တနာတော်တနာမိတယ်ဒါကြောင့်မလို့သူလုံနေတဲ့မကောင်းမှုတွေကိုလည်းပဲကဲ့ရဲ့ချုပ်ချကြတယ်တဲ့အဲ့ဒါနံပါတ်2အချက်ပါပေါ့နော်ဒါကြောင့်ပညာရှိတွေရဲ့စဉ်းစားကဲ့ခြင်းနံပါတ်3မကောင်းတဲ့ကြော်စောခြင်းမကောင်းတဲ့ကြော်စောခြင်းဆိုတာကတော့ဘာလဲဆိုတော့ဒါကတော့လူမိုက်တွေဟာမကောင်းတဲ့အမှုတွေပြုတယ်ဥပမာအရှိကအပြည့်5ပါးတီလာပေါ့သူ့အသက်တွေတက်တယ်သူ့အသက်တွေကိုတက်တယ်သူ့အတက်ကိုရရဆက်သက်တွေတက်နေတယ်ဆိုလို့သူ့ဥစ္စာတွေကိုသူမျက်ပစ္စည်းဥစ္စာတွေကိုခိုးယူခွက်ရနေတယ်သူ့သားမယားတွေကိုဒါမျိုးပြင်းမာကျူးလွန်စော်ကားနေတယ်နော်သူများအကျိုးစီးပွားတွေကိုပြက်ပြအောင်အမြဲတမ်းလိန်တယ်လှည့်ဖျားမုတာဝါဒကိုထုံးလုံးမွေရေလိုနှောက်ပြီးတော့ပြောနေတယ်ဆိုနေတယ်အရက်သေးစာမူရစ်ဆေးဝါးမှန်သမျှလည်းအကုန်သုံးဆွဲနေတယ်ဆိုရင်သူ့ရဲ့တရင်ကကဲကောင်းတရင်ပြတ်မလားမကောင်းတရင်ပဲပြတ်မလားအဲ့ဒီလူအကြောင်းကြရင်ဒီလူကတော့ဒီကောင်ကတော့အဲ့လိုမျိုးပေါ့နော်ကိုတိုင်လည်းပြန်ပြီးတော့နည်းပြန်သုံးသိကြည့်လေကိုဟာဥမာထားပါတော့အရက်တွေအမြဲတမ်းတောက်တယ်မူရစ်သေးစာတွေအမြဲတမ်းတောက်ပြီးရန်ကားနေတဲ့သူတယောက်ဆိုရင်ကိုယ့်ရဲ့တရင်ကရက်ွက်ထဲမှာဒါမှမဟုတ်ပတ်ဝန်းကျင်မှာကိုမိသားစုထဲမှာပတ်ဝန်းကျင်တွေအပါထားပါအောင်ကိုမိသားစုထဲမှာတော့ကိုမကြည်ညိုကြတော့ကိုစကားကမအောင်တော့ဘာကြောင့်လဲဆိုကိုကမဟုတ်တယ်လုံတာကိုနော်မူရရန်ကားနေတာကိုသူများဟာခိုးနေတာသူများသားသမီးတွေကိုဖျက်လို့ပစ္စည်းလုံနေတာရက်သေးစားတောက်စားနေတာစသဖြင့်ပေါ့နော်လိန်လင်လှည့်ဖျားပြောပြီးတော့မဟုတ်တယ်လုံနေတဲ့သူဆိုလို့ရှိရင်သူ့ရဲ့ကောင်းတဲ့ကြော်စောမလားမကောင်းတဲ့ကြော်စောမလားမကောင်းနိုင်ပဲဖြစ်မှာပေါ့အဲ့ကြတော့လက်ရှိလောကထဲမှာလက်ရှိအချိန်တွေမှာနေသေးကာလမှာတောင်မှအဲ့ဒီကိုလှုပ်ထားတဲ့မကောင်းမှုတွေကြောင့်ကိုယ့်ရဲ့သတင်းပုတ်တွေပေါ့နော်ကိုယ့်ရဲ့မကောင်းသတင်းတွေကပြန့်လွင့်ပြီးတော့ကိုယ်စကားလည်းမအောင်ဘူးနေရတဲ့အခါမှာလည်းကြာတော့အထီးကျန်လာကိုပယ်လာတယ်တဖြည်းဖြည်းပယ်လာကြတယ်ပယ်လာကြတော့ဒုစရိုက်တွေအများကြီးကျူးလွန်ထားတဲ့သူဘယ်သူမှအဲ့လောက်ကြောင့်ဖက်လက်တကင်းပြောဆိုဆက်ဆံမှာမရှိဘူးလေဟုတ်တယ်မလားပယ်လာကြတယ်ပယ်လာကြတော့အထီးကျန်လာတယ်အထီးကျန်လာပြီးတော့နေရတာလည်းမပျော်ရွှင်တော့အဲ့လက်ရှိနေနေတဲ့အချိန်ခါတောင်မှမပျော်ရွှင်တော့သလိုနော်လက်ရှိနေနေတဲ့အချိန်ခါတောင်မှမပျော်ရွှင်တော့သလိုတေးပြီးဆိုလို့ရှိရင်လည်းပဲအပဲလေးရွာကိုဒိုင်းဆိုသွားမှာတေချာပါဟိုတခါတော့ကဒီပေါ့တော့အမေကပြောဘူးတယ်ဗာလဲအမေပြောတဲ့သူကတော့မေ့သွားလို့ဘသူလဲတော့မသိဘူးပေါ့နော်သူကအကုသူကြီးကသူ့အသက်ကိုတက်ပြီးတော့ဒီအသားပေါ်ငါးပေါ်ပေါ့နော်ဒီလိုမျိုးလှုပ်ပြီးတော့အကုသူဒုစရိုက်ကြီးတဲ့သူဆိုတော့သူဘာပြောလဲဆိုရင်တဲ့ငါသေးလို့ရှိရင်တဲ့ငါ့ကိုကျင်းမတူးပေးနဲ့တဲ့ကျင်းတူးမနေနဲ့ပေါ့နော်သူ့တတိုင်းပဲမှောက်ထားလိုက်ပေါ့တေးပြီးဆိုတော့မှောက်ပိတ်ထားလိုက်တဲ့သူကသူရက်ပြီးတော့ဝင်သွားမယ်တဲ့ပြောရင်လည်းအထိပ္ပယ်ကသူအကုသူတွေအယမ်းများနေတယ်အယမ်းများနေတဲ့အတွက်ကြောင့်တေးရင်ဘယ်ရောက်မလဲမေးစရာမလိုဘူးတေးရင်နော်မြေကြီးတဲ့ကိုထိုးပြီးတော့ဝင်သွားမယ်ဆိုတာမျိုးသူပြောချင်တာပေါ့နော်ဒါကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒါကအဲ့ဒီလိုပါဒါဆိုရင်ဒါလူမိုက်တွေမှာပြုတ်ကျင့်တဲ့အကျင့်တွေပေါ့နော်လူမိုက်တွေရဲ့ပြုတ်ကျင့်တဲ့အကျင့်တွေလူမိုက်တွေဟာအဲ့လိုမျိုးလှုပ်ဆောင်တယ်ပဏိတာကတော့သူနဲ့ဆန့်ကျင်ဘက်အခုပြောခဲ့တဲ့ဟာတွေနဲ့ဆန့်ကျင်ဘက်ကပဏိတာတွေရဲ့လုပ်ရလူဆိုကတော့ပေါ့နော်ပြောချင်တာကတော့တခါလေလုံးဝပါဖတ်ကြီးတော့ဖြစ်တာတော့မဟုတ်ဘူးငါးပါးတိလာမှာတော့ကိုကတပားတလေလေးချိုးဖောက်မိတယ်ရှိတယ်ဒါပေမဲ့အဲ့တပားတလေကိုချိုးဖောက်မိတဲ့အချိန်မှာတိပြီးတော့ဒါမကောင်းမှန်းသိတယ်ဒါကတော့မကောင်းမှုဟေဒီမကောင်းမှုတော့ငါလုံးမိသွားပြီဒီလုံးမိသွားတဲ့အရာကိုကသတိတံဝင်ကပြန်ယူပြီးတော့ပြန်ပြင်ပြီးတော့ပေါ့နော်နေလိုက်မယ်အကောင်းဆုံးလုပ်လိုက်မယ်ဆိုလို့ရှိရင်ဒါကဒီဆက်မမားတော့ဘူးပေါ့နော်အဲ့ကြတော့ကိုယ့်ရဲ့ပညာရှိဆိုတာအဲ့လိုပဲကိုမကောင်းမှုလုံးမိဆိုရင်တော့မှကိုလုံးမိတဲ့အမားကိုသိပြီးတော့ပြင်တာပညာရှိဇေယျပေါ့နော်လူမိုက်တွေကြတော့လူဘာလိုက်ရောအတိုင်းမဟုတ်ဘူးကိုလုံတာမကောင်းမှန်းသိတယ်မကောင်းမှန်းသူလျက်နဲ့ဆက်ပြီးဆက်ကမိုက်တယ်ဘယ်တော့မှမပြင်သွားဘူးအဲ့ဒါလူဘာလာရဲ့ဇေယျပေါ့နော်အဲ့ကြတော့လူဘာလာနဲ့ပဏိတဆိုတာကတော့လူဘာလာဆိုတာလူလောကမှာနေရင်လည်းပဲ
စိတ်လုံခြုံမှုမရှိဘဲနဲ့နေရမယ်ဟုတ်ပြီတည်ရင်လည်းပဲအပေလေးရွာကိုပြောနေမနေနဲ့ဟိုအမေပြောသလိုပဲဟိုမှောက်ပေးထားလိုက်ကိုယ့်ဟာကိုနေရှိတဲ့ကိုရက်ပြီးတော့ဝင်သွားမယ်ဆိုတဲ့လူမျိုးပဏိဒပညာရှိတွေကတော့သူနဲ့ဆန့်ကျင်ဘက်နော်နေတဲ့ကာလမှာလည်းစိတ်ချမ်းသာရတယ်စိတ်လုံခြုံမှုရှိတယ်လူအများရဲ့ကြည်ညိုမှုချစ်ခင်မှုလေးစားမှုတွေလည်းခံရတယ်နော်အဲ့ဒီအပြင်သူတည်ပြီဆိုလို့ရှိရင်လည်းပဲနတ်ပြည်သူကတိကိုလာရောက်ရမယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်အဲဒါကျွန်တော်တို့ကပဏိတပညာရှိဖြစ်အောင်ကြိုးစားရမယ်လူပါလားဆိုတော့เนาะလူယုံမှာလူမိုက်တွေမဖြစ်အောင်ကျွန်တော်တို့နေကြမှာဖြစ်ပါတယ်